အမှန်တော့ဒီဖုဖရဖတ်ဆိုတဲ့နေရာကကြောက်ခဲ့လို့ပြောရမှာပေါ့လေတမိုင်းမတင်ခင်ခဲ့ပေါ့လေအဲ့လောက်တုန်းကရှိခဲ့တဲ့အလေးထားတစ်ခုပေါ့ပြောချင်တာဒီကြောက်တိုင်ကြီးပေါ့ကြောက်တိုင်စိုက်တဲ့အလေးအဲ့လိုပဲကြောက်တိုင်စိုက်တယ်လို့ပဲပြောရမှာထင်တယ်ဆိုပြောရရင်တော့သူ့တဘာဝတိုင်းကြံခဲ့တဲ့ဒီ natural formation ပေါ့တဘာဝတိုင်းကြံခဲ့တဲ့နေရာတွေဘေးနားမှာသူကတိုင်လေးတွေစိုက်တယ်ပေါ့လေတဘာဝတိုင်းကြံခဲ့တယ်ဆိုတာလဲအရင်တစ်ချိန်တုန်းကဒါပင်လယ်ဆိုတော့ရေတိုက်စားပြီးတော့မှကြောက်ကလတ်လေးကြောက်ပါဇက်ကြောက်ကလတ်ကြောက်ပြင်းပေါ့လေအဲ့လိုပြောရမှာထင်တယ်ဆိုတော့နည်းနည်းလေးထူးခြားတဲ့နေရာလေးတွေပေါ့အဲ့ဒီနေရာလေးတွေမှာလူတွေလာနေအဲ့ကြောက်ပါဇက်ထဲမှာဝင်နေပြီးလို့ရှိရင်သူတို့အသက်ရှင်ခဲ့မယ်ပေါ့လေဒါမျိုးပေါ့ဒါဆိုလို့ရှိရင်ဒါအောက်မှာလူနေခဲ့တဲ့ထောက်ထားကိုတွေ့ရတယ်ဒါလည်းတူတူပဲလူနေတဲ့အခါမှာတက်တာပြန်သုံးလို့ရအောင်ပေါ့နော်နေရာလောက်ယူတယ်ကြောက်ဆက်ယူတယ်ပေါ့နော်ပြောဖို့ခက်တယ်ဒါတွေကကြောက်ခက်ကြရလည်းဖြစ်နိုင်တယ်လို့90ရာစုမှလည်းဖြစ်နိုင်တယ်ပြောခက်တော့တေချာရတာလူနေခဲ့တယ်လို့ပြောလို့တဘာဝတိုင်းဖြစ်နေတဲ့ကြောက်ထီရောက်မှလူနေလို့ရအောင်လုပ်ယူတယ်ပေါ့ဒါဆိုရင်ဒါကြောက်ကလတ်လေးပေါ့နော်သူ့တဘာဝတိုင်းကြောက်ထီလို့ဖြစ်နေတာပေါ့လေအမိုးပေါ့ဆိုတော့ဒီမှာဒါလူတွေနေခဲ့တဲ့နေရာပေါ့လေဒါဆိုရင်ဒါ man made ပေါ့နော်လူက twin ထုတ်လိုက်တာကျမ်းမြင်ရအောင်လုပ်ယူလိုက်တာဒါကြတော့တဘာဝတိုင်းဖြစ်တာဒါဘူမိဗေဒပညာရှင်တွေဆိုသိလိမ့်မယ်ဒီလေယာဘယ်လောက်မှဖြစ်တယ်တောက်လျှောက်ပေါ့လေဒီလိုပြောလို့ရတယ်ဒါဆိုလို့ရှိရင်ဒါလူတွေလူပယောဂနဲ့ချက်ထုတ်ပြီးတော့ချောသွားအောင်မျက်နှာပြင်ချောသွားအောင်လုပ်ထားတဲ့နေရာမျိုးသူတို့ကတော့မယုံမလွန်ပြောပါဘောနော် prehistory ပေါ့တမိုင်းမတင်မီခက်ကာလပေါ့ဒါဆိုရင်စေးရေးခြေတော့အောက်ပိုင်းမှာနော်ခန္ဓာကိုယ်လက်ဥကောင်ပေါ့နော်ဒီလိုမျိုးပေါ့အဲ့တော့လူတွေကအစင်စစ်နေထိုင်လာတယ်ကြောက်ခဲလောက်ကနေနေပြီးတော့မှသာသနာပေါ်တယ်ဆိုတော့ဒီလိုဘုရားရုပ်ပွားဆင်းတူတော်တွေဖြစ်လာတယ်ပေါ့နော်ဒီပြမှာဆိုဒီမှာတိုင်နေစိုက်ခဲ့ပူတဲ့နေရာတွေတွေ့ရတယ်ဒါသာသနာပေါ်ပြီးတဲ့ခေတ်နောက်မှာတိုင်စိုက်ပြီးတော့မှနေမြေစီချတတ်မှတ်တယ်လို့ပဲမြန်မာလိုစီလောအောင်ပြောရမှာထင်တယ်အဲ့တော့ဒီလိုတွေထုစစ်တဲ့အချိန်ဒီ9ရာစု10ရာစု17ရာစုအဲ့လောက်ဖြစ်မယ်အဲ့တော့အဲ့ဒီမတိုင်ခင်ကတော့ဒါရှေးဦးကြောက်ခက်လူသားတွေတမိုင်းမတင်မီလူသားတွေနေခဲ့တဲ့နေရာမျိုးစောစောကပြောရဲ Stonehenge ပေါ့ဒါပေမဲ့လို့ဒါကြတော့ community center ပေါ့လေဒီနေရာဆိုအများကြီးတွေ့ရတယ်သူတို့ကြောက်တိုင်စိုက်တာဟိုလိုမျိုးဆို3တိုင် view စိုက်တယ်ပေါ့နော်2တိုင် view စိုက်တာလည်းရှိတယ်ဒါဆိုလို့ရှိရင်ဒါ2တိုင်စိုက်ထားတဲ့နေရာတချို့နေရာတွေကဟို demarcation လောက်တာပေါ့နော်နေရာအမှတ်သားလောက်တာပေါ့ပိုင်းနစ်နယ်မြေပေါ့ပြောရင်သာသနာနယ်မြေပေါ့အဲ့လိုသတ်မှတ်တယ်လို့မျိုးထင်ပါရဲတိမ်တိုင်ဆိုတဲ့သဘောတဘာဝမျိုးကိုတိတ်ပြီးတော့လက်မခံခြင်းဘူးပေါ့လေကျွန်တော်မြင်မှာတော့ဒါဆိုလို့ရှိရင် तू ကဒီလိုအတက်ဆိုင်လို့ရှိရင်
လဲမှာဆိုလို့ကြက်ချီပေါ့နော်အဲ့လိုမျိုးယူထားတာပေါ့လေဒီမှာတတိုင်းရှိမယ်ဟိုဘက်မှာအသေးလေးရှိမယ်အဲ့တော့ဒီဘက်မှာလည်းအတူတူပဲတတိုင်းနဲ့ထိစိုက်လို့ရှိရင်လဲမှာဆိုလို့ပေါ့လေဒါဆိုလို့ရှိရင်တိုင်ဘိုးဒါ original တိုင်ပဲပြီးရင်ဒီမှာကြက်ချီနဲ့တိုင်ပေါ့နော်၃မြောင်နဲ့ပေါ့အဲ့မှာဘေးနားမှာကျင်းသေးလေးတွေရှိတယ်ဒါတွေလည်းတိုင်နေထူထားတာပေါ့နော်ဆိုတော့ဒါနတ်ကိုးတဲ့နတ်ကွင်းလည်းဖြစ်မယ် animalism ပြောရမှာပေါ့လေတရိတ်ဆန်ကိုးကွယ်တာတော့မဟုတ်ပါဘူးလေဒီလိုမျိုးပေါ့သူတို့အမဲလိုက်ခြင်းနဲ့ဒီတရိတ်ဆန်တွေရခြင်းနဲ့ဒီကောင်းလေးစားလို့ကောင်းတယ်ဆိုတော့မျိုးလည်းဖြစ်မှာပေါ့ဆိုတော့ဒီအဝင်းဝိုင်းကိုတော့တိမ်တိုင်အနေနဲ့လက်ခံတာတော်တော်လေးခက်ပါတယ်ဒါဆိုလို့ရှိရင်တော့ပိုတိတာတယ်ပေါ့လေဒါဒီရေခဲခက်ပြီးတော့ကြံခဲ့တဲ့သူ့ရဲ့ကြောက်ဆိုင်ကြောက်ခဲကြောက်ကလတ်ကြောက်ပါဇက်တွေပေါ့လေဆိုတော့အမိုးလေးလိုဖြစ်နေတော့ဒီအောက်မှာတို့နေကြမယ်အဲ့လိုနဲ့ဘာသာသာသနာပေါ်လာတဲ့ချိန်မှာဟိုးထဲလိုမျိုးစင်းတူတော်ကြီးထိုးစစ်မယ်ဒီနေရာပြကျင်တာကဒေါင်ကျိုးခြံနဲ့အလေးထားပါတော့ဒီမှာဒီနေရာဆိုဒါဒေါင်ကျိုးလောက်ထားတာပေါ့နော်ဒေါင်ကျိုးချိုးယူလာဒီလိုမျိုး90ဒီဂရီလောက်ဒေါင်ကျိုးချိုးထားရင်ဒါတဘာဝအလျောက်ဖြစ်တာမဟုတ်ပါဘူးလူပယောဂနဲ့လောက်ထားတယ်ပေါ့နော်အဲ့ဒါလေးနိုင်ရှင်ပြကြတာပါဒီနေရာကိုရင်ကြီးလာတဲ့အခါမှာဆိုဘာသာတရားပေါ်လာတဲ့အခါပေါ့လေဒီနေရာကိုမြင့်မြတ်တဲ့နေရာသူတို့ဘိုးဘေးတွေနေခဲ့တဲ့နေရာဆိုပြီးတော့ဖြည်းဖြည်းနဲ့ပုံပြောင်းယူမဲ့သဘောပါပဲအဲ့တော့ကြောက်တိုင်နေစိုက်တယ်ဆိုတာဒါဒီနေရာကိုမဖွဲမရမလုံးနဲ့မကျူးကျော်နဲ့မဖြစ်စည်းနဲ့ဆိုတဲ့သဘောမျိုးအဲ့လို warning ပေါ့နော်တတိပေးတဲ့ပုံစံမျိုးလို့ထင်ပါတယ်ဆိုအင်္ဂလန်မှာ Stonehenge လိုမျိုးပေါ့လေရွေချက်ကတော့အတူတူပါပဲဒါပေမဲ့ဒါကိုတိမ်တိုင်နေဆိုပြီးတော့လက်ခံရတာနည်းနည်းလေးခက်တယ်ပေါ့နော်ဒါပေမဲ့လည်းဒါကို Stonehenge လိုမျိုးပြောပြီးတော့မှကမ္ဘာအမွေနဲ့ရှောက်မယ်ဆိုရင်နည်းနည်းလေးခက်မယ်ပေါ့အဲ့တော့စီမဆိုပြီးတိမ်တော်ရာတိမ်အဖြစ်နဲ့တတ်မှတ်တဲ့နေရာဆိုပြီးတော့ရှောက်ကြည့်တဲ့အခါမှာသူတို့ချောချူလွယ်လွယ်ကူကူနဲ့ပဲအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒီတိုင်တွေကိုတိမ်တိုင်လို့ပြောတဲ့အခါမှာဒါ significant ဖြစ်တယ်ပေါ့နော် unique ဖြစ်တယ်ပေါ့ဆိုတော့ဒါသူတို့ရွေးချယ်တဲ့ခေါင်းစဉ်ကတော်တော်ပါနှက်တယ်လို့ပြောရမှာပေါ့လေသူတို့ရွေးလိုက်တဲ့ခေါင်းစဉ်ကတိတ်ကောင်းတယ်တိမ်တိုင်နဲ့ပတ်သက်တဲ့အယူအဆတိမ်တိုင်စိုက်တဲ့အလေးအထပထမဆုံးလောက်ခဲ့တဲ့နေရာဆိုပြီးတော့ခေါင်းစဉ်ပြောင်းလိုက်တဲ့အခါမှာသူတို့ဒီကမ္ဘာမွေနဲ့ရဖို့ကြီးကလွယ်သွားတယ်ပေါ့နော်အဲ့ဒါလေးကတော့သူတို့ရဲ့အကွက်ရွှေခေါင်းစဉ်ပြောင်းပေါ့နော်အဲ့ဒါလေးတစ်ခုကတော့တော်တော်ကောင်းတယ်